English ညက်တဲ့အခါမှာတရားသုံးကလက်ဆွဲလေးကိုယူပြီးတော့90 degree နဲ့ဖြတ်တဲ့အခါမှာဒါကတော့အရှင်းမျက်နှာကိုဥတီပြီးတော့ညက်ရတဲ့ညက်နီးတွေက135နဲ့ညက်နီးတွေကရရှိလာမဲ့လေယာအလွှာပုံစံလေးကိုပြချင်တာဖြစ်ပါတယ်135နဲ့ဆွဲထားတဲ့လက်ဆွဲ degree ကို90 degree cutting angle နဲ့ညက်ထားတဲ့ညက်ချစ်ကိုဘယ်လိုလေယာမျိုးနဲ့ရမလဲဆိုတာကိုကြည့်လို့ရပါတယ်เนาะကြလာမယ်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 လေယာအလွှာလေးတွေရဲ့ပုံစံလေးတွေပဲဖြစ်ပါတယ်ဒီလိုအရှိကိုဆွဲပြီးညက်တဲ့ညက်ချင်းရဲ့ဒီလေယာအလွှာအနောက်ရှေ့အရှိတူအရှိကိုဆွဲရင်အရှိကတူမယ်နောက်ကရှေ့မယ်အပေါ်ကိုဆွဲရင်အပေါ်ကတူမယ်အောက်ကရှေ့မယ်အနောက်ကိုဆွဲရင်အနောက်ကတူမယ်ရှေ့ကရှေ့မယ်ဆိုတော့ဒီနေရာမှာလေးကိုသိရှိထားလဲဆိုရင်စပင်ညက်တဲ့ခါမှာလေယာကိုဘယ်လိုယူမလဲဆိုတော့လည်းသိလို့ရပါတယ်